တနေ့နိုင်နဲ့ချီပြီးလုံးနေရတဲ့သူတွေဆိုလို့ရှိရင်စကြောတက်တာထားညောင်းတာကြောညောင်းတာတခုလုံးအညောင်းမိပြီးတော့အကျော်ချင်တက်တယ်ပေါ့။ကို့လို့ဆွဲမှာပဲအကျော်ချင်ပြေအောင်လုပ်လို့ရတဲ့ exercise တွေကို share လုပ်ပေးတော့မှာပဲဖြစ်ပါတယ်။ရှေ့လေးကိုတိုးထိုင်မယ်လို့ရှိရင်ခုံနောက်ခုံလေးကိုနှမ်းလိုက်ပြီးတော့ခေါင်းလေးကိုမော့အားလေးကိုဆန်ပြီးတော့နေမယ်။ပြီးရင်လက်နောက်ဆန်ပြီးတော့အိုဒီလေးဆန်နေမယ်။ဘင်းညာလက်အညောင်းဖြေမယ်။ပြီးရင်စကြောညောင်းဖြေမယ်နောက်ဒီလိုဒါဆိုလို့ရှိရင်ခါကြောရေညောင်းပြေပါ နောက်ဆိုလှုပ်ရင်းနဲ့ညောင်းညလာပြီဆိုလို့ရှိရင်ဒီလို exercise လေးတွေလုပ်ကြည့်လိုက်ပါတက်တာလာပါလိမ့်မယ်